ကြောက်လေးကပ်ပြီးတော့အလှဆင်တဲ့ဖဲပြားစတုံးလေးကိုပညာဒါနအနေနဲ့ထုံပြပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်စတုံးထုံးမယ်ဆိုရင်အမြဲတမ်းပါနေကြဖြစ်တဲ့ဘေးစီးခွဲမယ်ထိတ်ဖောင်းမယ်ဘေးချမ်းလေးတွေပြန်သိမ်းမယ်နောက်ကစီးမယ်ပေါ့နော်ဒီအဆင့်လေးတွေအကုန်လုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့စတုံးထုံးဖို့အတွက်ဒီစတုံးအတွက်ပေါ့နော်စက္ကန့်လိုပါတယ်စတုံးကိုကြီးကြီးလေးသုံးမှဖြစ်တဲ့အတွက်စက္ကန့်ကိုလည်းခက်ကြီးကြီးလေးကိုသုံးပေးပါဒါလေးပြီးသွားပြီဆိုရင်အပေါ်ကခြံခဲ့တဲ့စပင်ကိုနည်းနည်းလေးချက်လိုက်ပြီးတော့မှပိုက်အုပ်အကြီးနဲ့ပြန်ပြီးတော့အုပ်တာဖြစ်ပါတယ်အဲ့အုပ်ထားတဲ့စပင်အပြားလေးပေါ့နော်ဒါလေးကိုဖဲပြားအဖြစ်ပြန်ဆင်มาဖြစ်တဲ့အတွက်ပင်ကေလေးနဲ့အခုလိုလေးထိန်းပြီးတော့နေရာချပေးမယ်ပြီးတော့မှအလဲကကြံခဲ့တဲ့အလွာလေးနဲ့ဖဲပြားရဲ့စီးတိုင်းလေးအဖြစ်ပြန်ပြီးတော့ထိန်းလိုက်တာပေါ့နော်ကြောက်ကိုကြတော့ကော်လေးနဲ့အခုလိုလေးကပ်ပါတယ်ကြောက်ကတ်တဲ့ဗီဒီယိုကိုလည်းအသေးစိတ်တစ်ခုတက်တက်ပြထားပေးတာရှိရပေါ့နော်အဲ့မှာသွားကြည့်လို့လေးရပါတယ်ဒီစတုံးလေးကဖဲပြားကိုသူကဦးစားပေးတဲ့စတုံးမျိုးပေါ့နော်ပန်းလေးတွေပန်းချင်တဲ့အခါဖဲပြားကိုမဖုံးဘဲနဲ့ပန်းတာပို့ပြီးတော့ကောင်းပါတယ်ဒါလေးတွေကတော့ချို့စီမှာရောင်းတဲ့တင်တန်းလေးဖွင့်တဲ့ဒီပန်းကက်လေးတွေကိုအစုံပန်ပြပေးထားတာဖြစ်ပါတယ်တင်တန်းစိတ်ဝင်စားတဲ့သူတွေအတွက်လည်းမိတ်ကပ်စတုံးပန်းစတိုးတင်တန်းလေးရှိရမလို့အသေးစိတ်ကိုစုံစမ်းမေးမြန်းလို့ရပါတယ်ရှင်